အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကကျွန်တော်တို့26ရက်17လ2025ဖြစ်ပါတယ်เนาะဒါချန်ပီယံလိကျွန်တော်တို့ဒီတစ်ပတ်ရဲ့ဒုတိယနေ့ဖြစ်ပါတယ်เนาะဒီနေ့မှာတော့ကျွန်တော်တို့ဒါချန်ပီယံလိကျွန်တော်တို့9ပွဲလောက်ထိရှိမယ်ဗျ9ပွဲ10ပွဲလောက်ထိရှိမယ်ဒါမနေ့ကတော့ကျွန်တော်ဒါဗီဒီယိုလေးမတင်ပြဘူးဒီနေ့မှာတော့ဒါကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ဒါရွေးချက်ပေးသွားမှာဖြစ်ပါတယ်เนาะဒီနေ့မှာတော့ချန်ပီယံလိဒါပွဲကြီးပွဲကောင်းတွေရှိတယ်ပေါ့ဗျเนาะမနေ့ကတော့ဒါကျွန်တော်ချန်ပီယံလိမှာတော့ဒါအထက်ကြီးနဲ့အောက်ကြီးဒါတော့မျှတတော့သူဒါဘူကီအနေနဲ့လောက်သွားတယ်ဒီနေ့မှာတော့ထက်ကြီးတွေအောင်မလားအောက်ကြီးတွေပဲစားသွားမလားဆိုတော့ဒီနေ့စောင့်ကြည့်ရမယ့်ညဖြစ်တယ်ဗျเนาะဒီနေ့မှာတော့ကျွန်တော် YouTube ရဲ့ညီကိုတွေတော့3ပွဲလောက်ရွေးချက်ပေးတာပါဖြစ်ပါတယ်เนาะကျွန်တော်ဒီမှာတပွဲပေါင်းနေမောက်ကတ်တွေလိုချင်တယ်ဆိုတော့အောက်ကဒါ Telegram Channel လေးမှာတော့ရောက် join ထားလို့ရပါတယ်ဗျเนาะကျွန်တော်ဒါပွဲစဉ်တွေကျွန်တော်ကြိုက်တဲ့နေ့ကျရင်တပွဲကောင်းတွေကျွန်တော်တင်ပေးတဲ့ Telegram Channel လေးဖြစ်ပါတယ်အောက်က Telegram Channel လေးကိုလာရောက် join ထားလို့ရပါတယ်ဒီနေ့မှာရုံဦးဆုံးကျွန်တော်ရုံဦးဆုံးပွဲစဉ်တစ်ပွဲကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲတော့ကျွန်တော် Arsenal နဲ့ Bayern Munich ရဲ့ပွဲစဉ်လေးပါလက်ရှိ internet update ကြီးမှာတော့ဒါ Arsenal ကနေပြီးတော့ Bayern ကိုတရေကိုပြား90ရှုံးဆိုပြီးပေါက်ထားတယ်ဂိုးပေါင်းကြီးလေးမှာတော့ဒါ3လုံးတရေဆိုပြီးတော့ပေါက်ထားတာဖြစ်ပါတယ်เนาะ3လုံးကို90စားပေါ့နော်အခုကဈေးနည်းနည်းပြန်ကျပါတယ်3လုံးကို90စားဖြစ်သွားတယ်ဗျာနော်ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တစ်ချောင်းလေးရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်အာဆင်နယ်ကတော့ဒါလက်ရှိပြောမယ်ဆိုရင်လက်ရှိဒီနေ့ရာသီရဲ့ခြေသားပိုင်းမှာဆိုရင်တော်တော်လေးကိုဒါကောင်းမွန်တဲ့ရလဒ်တွေပိုင်ဆိုင်ပြီးတော့အင်္ဂလန်ပရီးမီးယားလိမှာဆိုရင်လည်းဒါကျွန်တော်တို့အာဆင်နယ်ဒီနေ့ရေပန်းများသောဖလားရဖို့ရေပန်းများသောအသင်းဖြစ်သလိုလက်ရှိဒါရာသီမှာလည်းချန်ပီယံလိကိုဒါအာဆင်နယ်ရဖို့ထီကိုဒါတော်တော်လေးဒါရာဂိုင်နှုန်းများတယ်လို့ဒါတချို့ဒါခန့်မှန်းထားကြတာပေါ့ဗျာနော်လက်ရှိဒါဘိုင်ယန်မြူးနစ်နဲ့တွေ့တာဖြစ်ပါတယ်ဘိုင်ယန်မြူးနစ်ကတော့ဒါဝင်ခွင့်ရနေလာအောင်ရှင်ပြိုင်မှာဖြစ်တယ်အာဆင်နယ်ကတော့လက်ရှိဒါပွဲစဉ်တော်တော်များများကိုဒါရှုံးပွဲမရှိပေါ့ဗျာနော်ကျွန်တော်ပြောမယ်ဆိုရင်ပွဲစဉ်ဒါ73ပွဲလောက်ထိကိုရှုံးပွဲမရှိတာဘူးတရင်နဲ့အနိုင်နေပြီပဲဒီနေ့မှလည်းဘိုင်ယန်မြူးနစ်နဲ့တွေ့ရတဲ့ချန်ပီယံလိမှာသူကပဲအိမ်ကွင်းကနေကြေးကြော level ကိုပြား90ရှုံးပေးထားတယ်ဗျနော်ဘိုင်ယန်မြူးနစ်ကတော့ဒါတော့မကြည့်မယ်ဆိုရင်လည်းသူဒါဘိုင်ယန်မြူးနစ်ကလည်းဒါဂျာမန်ဘူတစ်လီကမှာဘရင်တဆူနီးပါပဲလက်ရှိဂျာမန်အမှတ်ပေးပွဲမှာဆိုရင်အဆင့်1တန်းမှာရပ်တည်နေတာဖြစ်တယ်သူတို့နှစ်သင်းပေါင်းတော့ဒါထိပ်တိုက်တွဲဆုံမှုတွေရှိခဲ့တယ်ချန်ပီယံလိမှာဆိုရင်လည်းထိပ်တိုက်တွဲဆုံမှုရှိတဲ့လို့ဒါခြေစစ်ပွဲတွေမှာလည်းထိပ်တိုက်တွဲဆုံမှုရှိခဲ့တယ်ဗျနော်သူတို့နှစ်သင်းပေါင်းထိပ်တိုက်တွဲဆုံမှုဆိုရင်တော့အားလုံးပေါင်း12ကြိမ်ရှိမယ်အာဆင်နယ်ကတော့3ကြိမ်နိုင်တေကြတာ3ကြိမ်ဘိုင်ယန်မြူးနစ်ကတော့6ကြိမ်နိုင်လာခဲ့တယ်ကျွန်တော်တို့ဒါမနစ်က2024ဒါအာဆင်နယ်နဲ့ဒါဘိုင်ယန်မြူးနစ်တွေ့ခဲ့တယ်အပွဲမှာတော့2-2ဆိုတဲ့ဒါရလဒ်တော့ထွက်ပေါ်ခဲ့တယ်ပေါ့ဗျာနော်သူတို့2029မှာဆိုတော့အာဆင်နယ်အိမ်ကွင်းမှာချန်ပီယံလိမှာ2-1နဲ့ဒါအာဆင်နယ်ကနိုင်ခဲ့တဲ့ရလဒ်တွေဒါတကားရောရှိခဲ့တယ်လက်ရှိချွေသန်းပိုင်းကတော့ဒါအာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်ကတော့ဒါချွေသန်းပိုင်းတော့တိတ်မကွာလှဘူးပေါ့ဗျာနော်တဘာပိုင်းနဲ့ရှင်မယ်ဆိုတော့နှစ်တိုင်းလိုတော့ဘိုင်ယန်မြူးနစ်ကတော့ချန်ပီယံလိဝင်ကန်ရတဲ့အသင်းမျိုးတော့ဖြစ်တယ်တဘာနဲ့လက်ရှိခြေတက်နေတဲ့အသင်းနဲ့ဒီနေ့ညတွေ့ဆုံတာဖြစ်တယ်ဒီပွဲစဉ်လေးကတော့ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲဒါရွေးချက်ပေးသွားမှာဖြစ်ပါတယ်နော်လက်ရှိစဉ်းစားရအောင်ဆိုလဲအမှတ်ချင်းကလည်းတူတယ်ပွဲစဉ်ကြီးကလည်းဒါ၄ပွဲကန်၄ပွဲလုံးနိုင်ထားခဲ့တယ်နှစ်သင်းလုံးကချန်ပီယံလိ၄ပွဲလုံးကန်ထားခဲ့တယ်เนาะဒီနေ့ညကျွန်တော်တို့ဒီပွဲစဉ်လေးကိုကျွန်တော်ရိုးရှင်းလေးရွေးချက်ပြရမယ်ဆိုရင်အာဆင်နယ်ဒီနေ့ညမှာအိမ်ကွင်းကနေလက်ရှိချွေသန်းပိုင်းကတော့နိုင်မှုဆိုတော့ဖြစ်နိုင်ပါတယ်เนาะဖြစ်နိုင်တဲ့စိတ်ကြောင့်မလို့ဘိုင်ယန်မြူးနစ်ကလည်းလက်ရှိဒါချန်ပီယံလိဝါသဘာရဘိုင်ယန်မြူးနစ်ကလည်းစကားပြောသွားဖို့လားလာရှိတယ်ပေါ့ဗျာเนาะ level ကလည်းပြား90ရှုံးမဲ့ပေးထားတယ်ကျွန်တော်ကတော့ဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချက်ပေးချင်တာကတော့ဘိုင်ယန်မြူးနစ်ပေါ်လေးပဲကျွန်တော်ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်လက်ရှိခြေစမ်းပိုင်းအတက်ပိုင်းမှာရောက်တည်ဖြစ်စေအာဆင်နယ်ရဲ့လက်ရှိကောင်းမွန်တဲ့ရလဒ်ကိုလက်ခံတယ်။ဒါပေမဲ့တဘာဝကြတော့လဲဒါဘိုင်ယန်မြူးနစ်ကိုဒါလွယ်လွယ်နဲ့တော့နိုင်သွားမယ်လို့ကျွန်တော်တော့မထင်ဘူးဗျเนาะဘိုင်ယန်မြူးနစ် PSG လို့သင်းမျိုးတော့1-2နဲ့ဒါနိုင်ထားတယ်ချန်ပီယံလိမှာအဲ့ဒါကြောင့်မို့ဘိုင်ယန်မြူးနစ်လည်းရှော့တွက်လို့မရဘူးဒီနေ့ညဒီပွဲတင်ကိုကျွန်တော်ကတော့ဘိုင်ယန်မြူးနစ်နေနဲ့အနည်းဆုံးတရေတော့ခံသွားမယ်လို့ကျွန်တော်ထင်သုံးသပ်မိတယ်အဲ့ကြောင့်မို့ကျွန်တော်ဘိုင်ယန်မြူးနစ်ပုံလေးကိုရွေးချက်ပေးချင်ပါတယ်ကျွန်တော်နောက်တစ်ပွဲဆက်သွားမယ်ဗျနောက်တစ်ပွဲကတော့ကျွန်တော်တို့လီဗာပူးနဲ့ PSV ရဲ့ပွဲလေးကိုကျွန်တော်ဆက်သွားကြတယ်
ဒီပွဲမှာဆိုတော့လီဗာပူးကနေပြီးတော့ PFP ကိုကျွန်တော်တို့ဘိုးကြီးမှာဆိုနှလုံးကိုပြား90ဖွင့်ထားပြီးဂိုးပေါင်းကြီးလေးမှာ၄လုံးကို90စာဖွင့်ထားတယ်လီဗာပူးရဲ့ဒါလက်ရှိခြေစမ်းပိုင်းကတော့ဒါအားရစရာတော့တိတ်မရှိဘူးဗျเนาะရာသီစမှာကောက်ဘလူးလိုနဲ့ဒါအခုဒါရာသီဒါကျွန်တော်သုံးပုံတပုံကျိုးလောက်မှာတော့ဒါလီဗာပူးရဲ့ခြေစမ်းပိုင်းကဒါနည်းနည်းလေးဒါအကြမ်းဖက်ကိုပြန်ရောက်သွားတယ်လို့ကျွန်တော်သုံးသပ်မိတယ်ဗျเนาะချန်ပီယံလိပြီးခဲ့တဲ့ချန်ပီယံလိမှာတော့ဒါ Real Madrid ကို1-0နဲ့တော့နိုင်လာခဲ့တယ်အမှတ်ပေးပွဲစဉ်မှာပေါ့မန်စီးတီးကို3-0နဲ့ရှုံးတယ် Nottingham Forest ကိုတော့0-3နဲ့အဝေးကွင်းကနေရှုံးထားတဲ့လီဗာပူးခြေသားတိတ်ပြီးတော့အားရစရာတော့မကောင်းဘူးဒါပေမဲ့ဒီနေ့ညမှာကြေးထပ်ဖွင့်ထားတယ်နှလုံးကိုဒါ PFP ကိုနှလုံးကို90အနိုင်ဆိုပြီးတော့ကြေးဖွင့်ထားတယ်ဂူမောင်းချင်းလေးမှာ၄လုံးကို90စာသူနှစ်သင်းမှာတော့ထိတ်တိုက်တွတ်ဆုံမှုရှိခဲ့တယ်ဒါကတော့ပြီးခဲ့တဲ့ဒါကျွန်တော်တို့ဇန်နဝါရီလ30ရက်နေ့ကဒါ PFP နဲ့ဒါလီဗာပူးဒါအဲ့ပွဲမှာတော့ PFP က3-2နဲ့လီဗာပူးကိုနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ပွဲမှာတော့ဒါလီဗာပူးဒါအဝေးကွင်းရဖြစ်တယ်เนาะဒါဒီပွဲစဉ်ကိုတွားပြန်ကြည့်ရမယ်ဆိုတော့ဒါလီဗာပူးဒီပွဲစဉ်မှာတော့တော်တော်လေးခြေစမ်းပိုင်းတော်တော်လေးညံ့တယ်လို့ပြောလို့ရတယ်ဗျเนาะဘာကြောင့်လဲဆိုတော့တရေတောင်ထိမ့်မကန်နိုင်ဘူးဗျာအဲ့တော့ကြောင့်မို့ဒီနေ့မှာပြန်ပြီးတော့အိမ်ဝင်ရနေပြီးတော့အိမ်ဝင်ရနေပြီးတော့ဒါကျွန်တော်ပြောရမယ်ဆိုရင်နှလုံးကိုပြား90စားဆိုပြီးတော့ကြေးပြန်ဖွင့်ထားတယ်ဒီနေ့လီဗာပူးကြေးရဒါပြောရမယ်ဆိုရင်ပြင်းတယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်ဗျเนาะအဲ့တော့ကြောင့်မလို့ဒီနေ့ညမှာလီဗာပူးကြေးရလည်းပြင်းတယ် PFP ကလည်းဒါလီဗာပူးနဲ့တကြောပဲတွေ့ဆုံထားတယ်ဒါတကြောနိုင်ပွဲရထားတဲ့အတွက် PFP ကလည်းတွားရှော့တွတ်လို့မရဘူးအဲ့ဒါမို့ဒီနေ့ညမှာကျွန်တော်ကတော့ဘုံကြီးကိုလက်ဆောင်ပြီးတော့ဂိုးပေါင်းလေးရွေးချက်ပေးခြင်းတယ်ယနေ့မှာတော့ဒါလီဗာပူးအနေနဲ့နှစ်ပွဲဆက်တိုက်ဂိုးမရရှိထားတဲ့အနေအထားမျိုးမှာဒီနေ့မှာတော့ PFP ကိုဂိုးရဖို့တော့ဒါမြင်တယ်ဗျเนาะဂိုးရဖို့တော့လားလာများတယ်ပေါက်ကြီးနေထားရကြီးပွင့်နေထားရကြီးပြင်းနေထားရဒီနေ့လီဗာပူး PFP ကိုဂိုးရဖို့များတယ် PFP ကလည်းဒီနေ့ညလကားတူပဲလီဗာပူးကဂိုးတိုင်းလို့ပေးဂိုးတွေပေးနေရတဲ့ဒါလီဗာပူးရဲ့ခံစစ်ကို PFP နဲ့ဒီနေ့ညဝင်းခွင့်အနေနဲ့ဂိုးရဖို့မခဲရင်တော့ကျွန်တော်သုံးသပ်မိတယ်အဲ့ကြောင့်နှစ်သင်းပေါင်းဒီနေ့ညမှာသွင်းဂိုးတွေမရဖို့ရှိတယ်အဲ့ကြောင့်မို့လီဗာပူးနဲ့ PFP ရဲ့ပွဲစဉ်ကျွန်တော်ဂိုးပေါင်းပေါ်လေးကိုရွေးထည့်ပေးခြင်းတယ်ဒီနေ့ညဂိုးပေါင်းပေါ်ကြိုက်ပါတယ်နှစ်ပွဲတော့ရှိသွားပြီဗျနောက်တစ်ပွဲကိုဆက်ပြီးရွေးချက်ပေးမယ်ဗျဒီနေ့ညကျွန်တော်နောက်ထပ်တစ်ပွဲကိုရွေးချက်ပေးတာတော့ Real Madrid နဲ့ Olympia Cup ဒီပွဲစဉ်မှာတော့ Real Madrid ကနေပြီးတော့အဝေးကွင်းကနေ Olympia Cup ကို1-3ဖွင့်လှစ်ထားတယ်ဂိုးပေါင်းချင်းလေးမှာဆိုရင်တော့3လုံးကိုဒါတရေဖွင့်လှစ်ထားတယ်ဗျနော်ဂိုးပေါင်းချင်းလေးမှာ3လုံးကိုတရေဖွင့်လှစ်ထားတယ် Olympia Cup တော့ဒါညီကိုတို့သိတိုင်း Greek အသင်းပြီးခဲ့တဲ့ PFP နဲ့ပွဲမှာတော့ Champions League မှာတော့1-1တရေခံထားတယ်ဒါသူ့ရဲ့ league မှာတော့ဒါ Olympia Cup ကတော့နိုင်ပွဲတွေဆက်နေဘာစီလိုနာကိုတော့ဒါ Champions League မှာ1-1နဲ့တော့ရှုံးထားခဲ့တယ်အာဆင်နယ်ကိုလည်း2-0နဲ့ရှုံးထားခဲ့တယ် Olympia Cup ကတော့ပြီးခဲ့တဲ့ပွဲမှာတော့ PFP ကို1-1ကန်ထားခဲ့တယ်ဒါ Olympia Cup လို့ဒါ Greek အသင်းကတက်လာပေမဲ့Champions League ကိုတက်လာပေမဲ့အများကြီးတော့မျှော်လင့်လို့မရဘူးဗျเนาะဒီအသင်းတွေကတော့အများကြီးမျှော်လင့်လို့မရဘူးဒါအုပ်စုကနေပြီးတော့ Group Stage တက်ဖို့တောင်မှဒါမလွယ်ကူတဲ့သင်းမျိုးတွေဗျအဲ့အတွက်ကြောင့်မို့ဒီနေ့အနေနဲ့ Real Madrid ကလည်းကျွန်တော်တို့တွားပြန်ကြည့်ရမယ်ဆိုရင်ပြီးခဲ့တဲ့ဒါ Champions League ပွဲစဉ်မှာလီဗာပူးကိုရှုံးထားခဲ့တယ်ဗျာလီဗာပူးရှုံးထားခဲ့တယ်ပြီးတော့ဂျူပီတက်ကိုတော့နိုင်ထားခဲ့တယ် Champions League မှာအဲ့လိုမျိုးအနေထားကြောင့် Real Madrid အနေနဲ့ဒီနေ့ညမှာရသလောက်ရမှတ်ယူဖို့တော့ရေးကြည့်တယ်အဲ့ကြောင့်မလို့ဒီနေ့ညမှာတော့အဝင်းကွင်းကနေတော့1-3ဖွင့်လှစ်ထားတယ်เนาะဂိုးပေါင်းချင်းလေးမှာလည်း3လုံးကိုတည်ဖွင့်လှစ်ထားတယ်ဒီနေ့ညကျွန်တော်တော့ဒီပွဲစဉ်လေးကိုရွေးချက်ပေးခြင်းတယ်အများကြီးမျှော်လင့်လို့မရတဲ့ Olympia Cup အနေနဲ့ဒီနေ့ညမှာ Real Madrid ကိုတော့ဂိုးပေးရဖို့ချိန်သေးတယ်เนาะအဲ့ကြောင့်မို့ဝင်းကွင်းကနေတော့1-3ဖွင့်လှစ်ထားတဲ့ခြေကိုကျွန်တော်တော့ဒါလက်ခံတဲ့ခြေတကြီးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲ့ကြောင့်မို့ Olympia Cup နဲ့ Real Madrid ပွဲစဉ်မှာတော့ကျွန်တော်1-3ဆိုတဲ့ဒါ Real Madrid ရဲ့ဘော်ကြီးတို့ကြိုက်နှစ်တက်ပါတယ်เนาะအဲ့ကြောင့်မို့ Real ဘော်ကြီးလေးရွေးချက်ပေးခြင်းပါတယ်ယနေ့ည Champions League 3ပွဲရွေးချက်ပေးခဲ့တာဖြစ်ပါတယ်เนาะအာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်မှာဘိုင်ယန်မြူးနစ်ဘော်ဒီလီဗာပူးနဲ့ PFP ရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းပေါ်ပြီးကြရင်တော့ကျွန်တော်တို့ Olympia Cup နဲ့ Real Madrid နဲ့ပွဲစဉ်မှာ Real Madrid ဘော်ဒီကိုကြိုက်နေတတ်ပါတယ်စုစုပေါင်း3ပွဲရွေးချက်ပေးခြင်းပါတယ်ဗျเนาะ3ပွဲရွေးချက်ပေးကြတာဖြစ်ပါတယ်ယနေ့ညကျွန်တော်ရွေးချက်ပေးတဲ့ Champions League 3ပွဲအကြိုက်ချင်းတူရင်ဒါ like ဆိုလို့ရပါတယ်เนาะကြိုက်ချင်းတူလည်းလွတ်လပ်စွာဘက်ကံဝင်ရှိပါတယ်ပွဲစဉ်တွေအများကြီးဗျာเนาะကျွန်တော်လည်းကြိုက်ချင်းတူမှလာ like ဆော့ပါဆိုဘူးမှမဆော့ခိုင်းပါဘူးဘယ်သူမှတော့ဘောလုံးပွဲအပိုင်မရပါဘူးเนาะ
လိုပဲအကောင်းဆုံးကျင်းနေကြည့်ထားတဲ့တင်းနေတင်းထားရဲ့ကြည့်ပြီးတော့ရွေးချက်ပေးရတာဖြစ်ပါတယ်နော်အဲကြောင့်မို့ကျွန်တော်ဒီရိုးရိုး member group မှာလာပြီးတော့ join ချင်တယ်ဆိုတော့အောက်မှာ Telegram channel လေးချပေးထားပါတယ်လာ join လို့ရပါတယ်နော်ကျွန်တော်ဒီမှာအကောင့်ဖွင့်ပြီးတော့ member ဝင်ချင်တယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်လေးဆက်သွယ်ပြီးတော့ဆက်သွယ်လို့ရပါတယ်နော် Viber ဖုန်းနံပါတ်လေးချပေးထားပါတယ်နော်ကျွန်တော်တို့ဒါ member ပေးကြမလို့ပဲနဲ့အကောင့်ဖွင့်ပြီးတော့ဒါငွေသွင်းမိကစားရုံနဲ့ member ဒါအထူး member တပွဲကောင်းတွေမောင်းကတ်တွေရရှိမှာဖြစ်ပါတယ်ရိုးရိုး member group ကတော့ဗျာနော်ကျွန်တော်တော်တော်လေးဟိုဖြစ်တဲ့နေ့မှာချပေးတာဖြစ်တယ်အထူး member group ကတော့ဒါကျွန်တော်နေ့တိုင်းလို့ပွဲစဉ်တွေရှိတိုင်းကျွန်တော်တင်ပေးတာဖြစ်ပါတယ်မောင်းကတ်နဲ့တပွဲကောင်းတွေနော်အဲ့ဒါကြောင့်မို့စိတ်ဝင်စားလို့ရှိရင်လာအောင် join လုပ်ရပါတယ် Telegram channel အောက်YouTube channel အောက်မှာ Telegram channel လေးချပေးထားပါတယ်အားပေးတဲ့တယောက်ချင်းတိုင်း subscriber တောင်းချင်တိုင်းဒါလှပတဲ့နေ့ပိုင်ဆိုင်ကြပါစေအားလုံးပဲခွင့်လပ်ပါ